မင်္ဂလာပါရှင်မင်နာဆန်こんにちはရှင်စနီဟောင်ကောင်မှာရှင်ပါဒီနေ့မှာတော့ lesson 2အနေနဲ့ရိုမာကြီးကိုစပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဂျပန်စာမှာပြီးအရေးအတွက်စုစုပေါင်း46လုံးရှိပါတယ်ပြီးဆိုတာကအရှိက lesson 1မှာပြောခဲ့တဲ့အတိုင်းဟီရာကာနာနဲ့ကာတာကာနာကိုပြီးလို့ခေါ်တာပါဟီရာကာနာနဲ့ကာတာကာနာကရေးပုံရင်းသာကွဲသွားပြီမဲ့အတန်ထွက်နဲ့အရေးအတွက်ကတော့အတူတူပါပဲဟီရာကာနာနဲ့ကာတာကာနာကိုမလေ့လာခင်မှာပြီးတွေရဲ့အတန်ထွက်ကိုသိဖို့အတွက်ရိုမာကြီးကနေစပြီးလေ့လာကြရပါမယ်။ lesson 1မှာပြောခဲ့သလိုပဲဂျပန်စာတွေကိုဂျပန်စလုံးတွေအသုံးမပြုပဲအင်္ဂလိပ်အခရာတွေနဲ့ရေးသားထားတဲ့နည်းကိုရိုမာကြီးလို့ခေါ်ပါတယ်။ဒီနေရာမှာတစ်ခုကြည့်ထားရမှာကရေးတော့အင်္ဂလိပ်လိုရေးထားပေမဲ့အင်္ဂလိပ်အတန်ထွက်အတိုင်းမဖတ်ပဲဂျပန်အတန်ထွက်အတိုင်းပဲဖတ်ရမှာဖြစ်ပါတယ်။ဂျပန်စာမှာအခြေခံအတန်က9တန်ပဲရှိပါတယ်။ဒီအခြေခံအတန်9တန်ကို vowels တရလို့လည်းခေါ်ပါတယ်။အင်္ဂလိပ်အခရာ A ကိုမြင်ရင် A လို့မထွက်ပဲ R လို့အတန်ထွက်ပါတယ်။ I ကိုမြင်ရင် E လို့အတန်ထွက်ပါတယ်။ U ကိုမြင်ရင် U လို့အတန်ထွက်ပါတယ်။ E ကိုမြင်ရင် A လို့အတန်ထွက်ပြီး O ကိုမြင်ရင် O လို့ပဲအတန်ထွက်ပါတယ်။အခြေခံအတန်တရ၅လုံးကိုသိပြီဆိုရင်အဲ့ဒီတရတွေနဲ့ပေါင်းဆက်ပေးမယ်ပြီးစေလုံးချောင်းကိုဆက်ပြောပြပေးပါမယ်။ဂျပန်စာမှာအခြေခံပြီး10လုံးရှိပါတယ်။ဒီပြီးတွေကသူတို့ကြီးတည်တဲ့အတန်ထွက်လို့မရပါဘူး။ဝါတာရှိအရှိမပြောပြပေးခဲ့တဲ့အာအီအိုအဲအိုဆိုတဲ့တရ၅လုံးနဲ့ပေါင်းမှသာအတန်ထွက်လို့ရတာပါ။ဒါကြောင့်ဂျပန်စာမှာပြီးနဲ့တရပေါင်းထားတဲ့ line စေလမ်းရှိတယ်လို့အကြံပြင်းမှတ်ထားလို့ရပါတယ်။ပြီးစေလုံးကိုအစလိုက်မှတ်မိအောင်ပထမဆုံးတရတန်အနဲ့ပေါင်းပြီးခစတနဟမယရဝဆိုပြီးတော့အလို့ချက်ထားရင်ပို့ပြီးဆင်ပြေပါတယ်။ကဲဒါဆိုရင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုလေးတွေထပ်ပြီးတင်ပေးသွားအောင်ပါမလို့ like and follow လေးလုပ်ပေးခဲ့ကြပါအောင်နော်။ကျေးဇူးများတင်ပါတယ်ရှင်။じゃあ皆さんまたね